အခုပြောမယ့်ခေါင်းစဉ်ကကျတော့ Chapter 3 Support and Locomotion ပေါ့နော် Support and Locomotion ဆိုတဲ့အဓိပ္ပာယ် Support ဆိုတာထောက်ကန်ပေးတာပေါ့နော် Locomotion ဆိုတာရွေ့ရှားတာပေါ့နော်ထောက်ကန်ခြင်းနဲ့ရွေ့ရှားခြင်းပေါ့နော်ထောက်ကန်တယ်ဆိုတာခန္ဓာကိုယ်မက်ပြီးတော့နေနိုင်အောင်ဥပမာဖြစ်လမ်းလျှောက်နိုင်အောင်ထိုင်နိုင်အောင်ထနိုင်အောင်စသဖြင့်ပေါ့နော်ထောက်ကန်မှုပေးတယ် Locomotion ကကျတော့ရွေ့ရှားမှုတွေပြုလုပ်တယ်ပေါ့နော်အဲဒီအကြောင်းခြေလို့သွားမှာဖြစ်တယ်စစချင်း 3.1 support system ပေါ့နော်ခန္ဓာကိုယ်ကိုအထောက်ကန်ပေးတဲ့ဖွဲ့စည်းအကြောင်းသွားမှာဖြစ်တယ်အဲ့ဒီပထမဆုံးပုံပေါ့နော်အဲ့ support systems မှာဆိုရင် the support system ခန္ဓာကိုယ်ထောက်ကန်ပေးတဲ့အဖွဲ့အစည်းဟာဆိုရင် very important အရေးကြီးတယ် to all living thing သက်ရှိအားလုံးအတွက်ကိုနော်အားလုံးအတွက်ကိုအရေးကြီးတဲ့ဆက်ချက်ဘယ်လိုသက်ရှိရလဲဆိုရင် plants အပင်တွေ animals နော်တလိษံနေနဲ့ human ဆိုတာလူသားတွေအတွက်ကိုအားလုံးအတွက်ကိုဒီထောက်ကန်မှုဆိုတဲ့ဒီ system ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းထောက်ကန်အဖွဲ့အစည်းကအရင်ရေးကြည့်တယ်เนาะပြန်ပြောမယ်เนาะ the support system ထောက်ကန်ပေးတဲ့စနစ်ဟာဆိုလို့ရှိရင် is very important လွန်ရေးပါတယ် to all living thing သက်ရှိအားလုံးအတွက်ဆက်ချက်ဘယ်လိုသက်ရှိတွေလဲဆိုရင် plants animals and human အပင်နဲ့တလိษံနေနဲ့เนาะလူတွေအတွက်ကိုလူသားတွေအတွက်ကိုအရင်ရေးကြည့်ရပေါ့เนาะအဲ့တော့ဒီကြောင့်ကျတော့ဘယ်လိုဆိုမလဲဆိုရင် the support system is very important to all living things such as plants animals and humans ဟုတ်ပြီနော်နံပါတ်2ကြအောင်သွားရအောင်နံပါတ်2ကကျတော့ plants ပေါ့နော်အပင်သစ်ပင်ပုံလေးတရားကိုပြောတာ plants ကိုချင်းမရေးတော့ဘူးနော်ပုံလေးပြလိုက်တယ် plants do not have skeleton အပင်တွေမှာဆိုလို့ရှိရင်အယိုးညံ့မရှိဘူး like animal သတ္တဝါတွေကဲ့သို့ပေါ့နော်အပင်တွေမှာဆိုရင်သတ္တဝါတွေလိုမျိုးတလိษံတွေနော်အားလုံးလူတွေလိုမျိုးပေါ့နော်သူတို့မှာအယိုးညံ့မရှိတဲ့အတွက်ကြောင့်မလို့ but ဒါပေမဲ့သူတို့ they use ဘာကိုသုံးနိုင်လဲဆိုရင် they are targetity နော် targetity ဆိုတာဘာလဲဆိုရင်တောင့်တင်းမှုအားပေါ့နော်ပြန်တင်းအားလို့လည်းခေါ်တယ်ပြန်တင်းအားတောင့်တင်းမှုအားကိုသုံးနိုင်တယ်ဒါလေးကဘာလဲဆို of ပေါ့နော် of cell တွေရဲ့ဒီပြန်တင်းအားဒါမှမဟုတ်လို့ရှိရင်တောင့်တင်းမှုအားကိုသုံးနိုင်တယ် within အဲ့ဒီတောင့်တင်းမှုအားဘယ်ထဲမှာရှိလဲဆိုတော့ packing tissue လို့ခေါ်တယ်ဒီတောင့်တင်းနေတော့တ िश ူးလေးတွေမှာရှိတယ်တောင့်တင်းနေတဲ့တ िश ူးလေးတွေမှာရှိတယ်ပြန်တင်းအားဒါမှမဟုတ်တောင့်တင်းမှုအားကိုသုံးပြီးတော့တို့ကနေနိုင်တယ် and ပြောရလို့ရှိရင် the strongly constructed เนาะခိုင်မာစွာတည်ဆောက်ထားသော conducting tissue เนาะတည်ပို့ပေးတဲ့ tissue တွေเนาะပေါ်မှာအသုံးပြုပြီးတော့နေနိုင်တယ် for support ဆိုတာတို့ရဲ့ထောက်ကန်မှုအတွက်ပေါ့เนาะအပင်တွေမှာအယိုးမရှိဘူးအယိုးညံ့ဆိုတာအယိုးပဲအယိုးပေါ့เนาะအယိုးညံ့ဆိုတာအယိုးတွေအားလုံးဆင်ထားတဲ့အယိုးညံ့ကြီးအယိုးတွေမရှိတော့တကြောင်မလို့ bad they use တို့ကသုံးနိုင်တယ် they are targeted တို့ရဲ့ပြန်တင်းအားတနည်းအားဖြင့်တောင့်တင်းမှုအား of cell တွေရဲ့တောင့်တင်းမှုအား within ဆိုတာအတွင်းမှာပေါ့ packing tissue ဆိုတာတောင့်တင်းနေသော tissue တွေအတွင်းမှာရှိတဲ့ cell တွေရဲ့ပြန်တင်းမှုအားကိုသုံးပြီးတော့တို့ကနေနိုင်တယ် and they strongly constructed ဆိုတာခိုင်မာစွာတည်ဆောက်ထားသော conducting tissue เนาะတည်ပို့ပေးတဲ့ tissue လေးတွေကိုသုံးပြီးတော့နေနိုင်တယ် for support တို့ရဲ့ထောက်ကန်မှုအတွက်ပေါ့เนาะဟုတ်ပြီအဲ့တော့ဒီဟာကိုပုံလေးပြလိုက်မယ်ပုံကဒီမှာဆိုလို့ရှိရင်เนาะဒီအပင်ရဲ့ဒီတောင့်တင်းအားเนาะတောင့်တင်းမှုအားပြန်တင်းအားပေါ့နော်ဒီ height target pressure ဆိုတာဒီ targetity ကိုပြောတာပဲပေါ့ targetity မြင့်နေတာပေါ့နော်တောင့်တင်းမှုအားမြင့်နေတယ်ဆိုရင်ဘယ်လိုဖြစ်နေလဲဆိုရင်ဒီ cell ထဲမှာရှိတယ်အပင်ရဲ့ cell ထဲမှာဆိုလို့ရှိရင်ဒီရေဓာတ်ပြေဝနေတယ် Annular vacuole ဆိုတာဒီ cell ထဲမှာရှိတဲ့ cell ရေခွက်ကလေးကเนาะရေ H2O ဆိုတာရေပေါ့နော်ရေဓာတ်ပြေဝနေတယ်ဆိုလို့ရှိရင်အပင်ကထောင်ထောင်မတ်မတ်ကလေးနဲ့တောင်းတောင်းတင်းတင်းလေးဖြစ်နိုင်တယ်ဒီလိုမဟုတ်ဘဲနဲ့ cell ထဲမှာရေတွေကညော့နေမယ်ရေတွေနည်းနေမယ်ဆိုလို့ရှိရင်ဒီ vacuole လေးကဘာဖြစ်သွားလဲဆိုတော့ရှုံသွားပြီးတော့ဒီရေ cell ရေခွက်ကလေးကဒီ cell ရေခွက်ကလေးကရှုံသွားပြီးတော့ရေတွေနည်းပြီးတော့ဒီအပင်ကလည်းညှို့နွမ်းနေမယ်ပေါ့အဲ့တော့အပင်ရဲ့တောင့်တင်းမှုအားဒီမှာဆိုရင်ဒီပုံမှာဆိုရင်နည်းနေတယ်ပေါ့အဲ့တော့အပင်ရဲ့တောင့်တင်းမှုအား target pressure เนาะတနည်းအားဖြင့် targetity လို့သူသုံးထားတယ် targetity ကိုမြင့်တာကိုလိုချင်တယ်ဆိုရင်အပင်ကိုဘာလုပ်မလဲဆိုရင်ညှို့နွမ်းနေတယ်ဆိုရင်ရေလောင်းပေးရမယ်အပင်တချို့ပင်လေးတွေဆိုညှို့လိုက်တယ်ဆိုညှို့နေတယ်ဆိုလို့ရေလောင်းလိုက်ချင်းချင်းထောင်မှတ်ပြီးတော့လန်းဆန်းလာတယ်အဲ့ဒီသဘောပဲအဲ့တော့ targetity မြင့်နေတယ်ဆိုလို့ရှိရင်အပင်အားထောင်ထောင်မတ်မတ်ကလေးတောင်းတောင်းတင်းတင်းလေးဖြစ်နေမယ်targetity နည်းနေမယ်ဆိုရင်အပင်ကညှို့နွမ်းနေမယ်ပေါ့နော်အဲ့တော့ဒီ targetity နည်းနေရတော့တရားဖြစ်ရေဓာတ်နည်းနေတာ targetity များနေတယ်ဆိုတာသူရေဓာတ်ပြေဝနေတာပေါ့နော်ရေဓာတ်ပြေဝနေတယ်ဆိုရင်အပင်ကထောင်ထောင်မတ်မတ်ကလေးဖြစ်နေနိုင်တယ်ပေါ့နော်ဟုတ်ပြီတော့ဒီအကြောင်းကိုเนาะ
ပင်နေမှာဆိုရင်တရဝါတွေလိုမျိုးเนาะတိရစ္ဆာန်တွေလိုမျိုး skeleton မရှိတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဆဲထဲမှာရှိတဲ့တောင်တင်းမှုအားကိုသုံးရတယ်ဘယ်ထဲမှာရှိလဲဆိုတော့ packing tissue ထဲမှာရှိတယ်เนาะခိုင်မာစွာတိဆောက်ထားတဲ့ conductive tissue လို့ခေါ်တယ်တဲပို့ပေးတဲ့ tissue တွေမှာရှိတယ် for support အတွက်ထောက်ပံ့မှုအတွက်ကျတော့ဒီကြောင်းဘယ်လိုဆိုမလဲဆိုရင် plant do not have skeletons เนาะ like animals but they are rigidity of cell within packing tissue ဒါလေးက and the strongly constructed conducting tissue for support ပြီးတော့အကျဉ်းနှစ်ကြောင်းပြီးသွားပြီနော်ဟောပြီးတတိယအကြောင်းကဘာပြောလဲဆိုလို့ရှိရင် in humans and other animals နော်လူတွေနဲ့တခြားသတ္တဝါတွေမှာဆိုရင် the main body support main ဆိုတာအဓိကပေါ့နော် body support ဆိုတာခန္ဓာကိုယ်ထောက်ခံမှုကို is provided by ဆိုတာပေးတယ်ပေါ့နော်သူကပေးထားလဲဆိုတာ the internal skeletal system of bones တဲ့နော် internal ဆိုတာအတွင်းပိုင်းမှာရှိတဲ့ skeletal system of bone နော်အတွင်းခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ skeletal system ဆိုတာအယိုးညံဖွဲ့အစည်းပေါ့နော် of bone ဆိုတာအယိုးတွေပေါ့နော်အယိုးတွေရဲ့အဖွဲ့အစည်းအယိုးညံဖွဲ့အစည်းအားပေးထားတယ်။နော်အဲ့တော့အခုနတော့ဒီမှာဆိုလို့ရှိရင်ဒါလေးကိုကြော်ပြောလိုက်မယ်။ဒါလေးကိုဘယ်လိုခေါ်လဲဆိုတော့ skeleton လို့ခေါ်တယ်။ဒါလေးက skeleton နှစ်ခုလုံးကအယိုးညံပဲ skeleton ဆိုတာအယိုးညံ noun ပေါ့နော် noun ပေါ့ noun ဖြစ်တဲ့အတွက်သူက skeleton လို့ပြောတယ်။သူကသူ့နောက်မှာဒီမှာဆိုရင်ဒီကောင်က system လေးပါနေတဲ့ကြောင့်မလို့ tan လို့မပြောဘဲနဲ့ adjective ပုံစံလေးလုပ်လိုက်တယ်ပေါ့နော်။နမောက်ဒေသနာပုံစံလေး tan လို့ပြောလိုက်တယ်။အဲ့တော့ဒီနောက်မှာစကားလုံးမပါရင် tan လို့ပြောမယ်။နောက်မှာစကားလုံးပါရင် tan လို့ပြောမယ်။အဲ့ဒါလေးတစ်ချက်လောက်သတိထားပေးမယ်နော်။အဲ့တော့ဟုတ်ပြီနော်ပြန်ပြောမယ်နော်။ဒီလူတွေနဲ့တခြားတရဝါသက်ရှိတွေနော်တရဝါတွေမှာဆိုရင်ဒီ main body support ပေါ့နော်ဒီခန္ဓာကိုယ်ရဲ့အဓိကထောက်ခံမှုကိုပေးတာက internal skeletal system of bone ဒီအယိုးတွေရဲ့အတွင်းပိုင်းအယိုးညံ့ဖွဲ့စည်းအားပေးတယ် in association with ဆိုတာတွဲဖက်ပြီးတော့ပေါ့နော် association with ဆိုတာတွဲဖက်တယ်ဘာနဲ့တွဲဖက်လဲဆိုတော့ cartilage လို့ခေါ်တဲ့အယိုးနုတွေလည်းပါမယ်အယိုးဖွဲ့စည်းထဲမှာအယိုးနုတွေပါမယ် and the muscular system ဒီကြွက်သားဖွဲ့စည်းနဲ့လည်းတွဲဖက်ပြီးတော့ထောက်ပံ့မှုပေးတယ်เนาะအယိုးကိုတစ်ခုနဲ့တစ်ခုကိုဒီအယိုးနုလေးတွေနဲ့เนาะအဲ့လိုမျိုးချိတ်ဆက်မယ်ပြီးသွားလို့ရှိရင်ဒီ muscular skeleton ဒီအယိုးမှာကြွက်သားတွေကလာတွဲကပ်ပြီးတော့ထောက်ခံမှုကိုသူတို့ကပေါင်းပြီးတော့ပြီးမယ်เนาะဟုတ်ပြီเนาะအဲ့တော့ဒီအကြောင်းကိုဘယ်လိုဆိုမလဲဆိုရင် in human and other animal เนาะလူတွေနဲ့တခြားတရဝါတွေမှာဆိုရင် the main body support is provided by the internal skeletal system of bones in association with cartilage and the muscular system ဆိုတာဘာလဲဆိုရင်ကြွက်သားဖွဲ့စည်းပေါ့နော် cartilage ကအယိုးနုပေါ့နော်အယိုးညံ့ဖွဲ့စည်းဟုတ်ပြီအဲ့တော့နံပါတ်၄ကျောင်းကဘာပြောလဲဆိုတော့ insect animal တဲ့နော်တချို့နော်တရဝါတွေမှာဆိုရင် the skeleton is external အယိုးညံ့သည့်အပြင်မှာရှိတယ် as in ဥပမာပြောရမယ်ဆိုရင် insect and prawns နော် insect and prawn insect နဲ့ဒီပစုံတွေမှာဆိုလို့ရှိရင်သူတို့ရဲ့အယိုးညံ့ကအပြင်မှာရှိတယ်တဲ့နော်ပြောမယ်နော် insect animal ဆိုတာတချို့တရဝါတွေမှာဆိုရင် the skeleton အယိုးညံ့သည့် is external အပြင်မှာရှိတယ် as in ဥပမာပြောရမယ်ဆိုရင် insect and prawns နော် insect နဲ့ပစုံတွေဖြစ်ပါတယ်တဲ့နော်အဲ့တော့ခြေအဲ့ဒါလေးပုံလေးပြလိုက်မယ်အဲ့တော့ဒီမှာ insect ပေါ့နော်ဒီ insect တွေနောက်ပြီးသွားလို့ရှိရင်spider ပေါ့နော်ပြီးပစုံအဲ့မှာဆိုလို့ရှိရင်တို့ရဲ့ဒီအယိုးပေါ့မာတဲ့ဒီအယိုးတွေကဘာမှလဲဆိုရင်အပြင်မှာရှိတယ်နော်တို့ရဲ့အယိုးတွေကခန္ဓာကိုယ်အပြင်မှာရှိတယ်မာတဲ့အယိုးတွေကခန္ဓာကိုယ်အပြင်မှာရှိတယ်နော်ဒီဘက်ကကျတော့ခိုက်တင်နဲ့လှုပ်ထားတဲ့ဒီပြင်ပအယိုးညံ exoskeleton ဆိုတာပြင်ပမှာရှိတဲ့အယိုးညံပေါ့နော်ဒီဥစ္စာကျတော့ကယ်လ်ဆီယမ်ကာဗိုနိတ်နဲ့လှုပ်ထားတဲ့ပြင်ပအယိုးညံပေါ့နော်အခွန်အနေနဲ့နေတဲ့ဟာတွေပေါ့နော်စနေနော်ခရုကုံလိုဟာမျိုးပေါ့နော်သူတို့ရဲ့အယိုးညံအပြင်မှာရှိတယ်ပြီးရင်ဒီကမာကောင်လိုမျိုးသူတို့ရဲ့အယိုးညံအပြင်မှာရှိတယ်သူကတော့အယိုးညံကဒီအခွန်ပုံစံနဲ့နေရပေါ့နော်ခွန်ပုံစံနဲ့နေရဆိုရင်ကယ်လ်ဆီယမ်ကာဗိုနိတ်နဲ့လှုပ်ထားတဲ့ပြင်ပအယိုးညံပေါ့နော်ဒီကောင်ကကျတော့ခိုက်တင်နဲ့လှုပ်ထားတဲ့ပြင်ပအယိုးညံပေါ့တော့ insect တွေနဲ့ပစုံနေပေါ့နော်အဲ့မှာဆိုလို့ရှိရင်တို့ရဲ့အယိုးညံကအပြင်မှာရှိရဲ့ဟုတ်ပြီတော့ဒီကြောင့်ဘယ်လိုဆိုမလဲဆိုတော့ insect animals their skeleton is external as in insects and prawns နော်ဟုတ်ပြီနောက်တခြားဒီပိုက်ရဲ့နောက်ဆုံးကြောင်း in all animals and human တခြားတရဝါတွေနဲ့လူသားတွေမှာဆိုရင် the skeleton အယိုးညံတည်တဲ့နော် support ထောက်ခံမှုပေးတယ် body weight နော် body weight ဆိုတာခန္ဓာကိုယ်အလေးချိန်ကိုထောက်ခံမှုပေးတယ်ပြီး maintains body shape ခန္ဓာကိုယ်ရဲ့ပုံသဏ္ဍာန်ကိုထိမ့်သိမ်းပေးတယ်ပေါ့နော်ခန္ဓာကိုယ်ရဲ့ပုံသဏ္ဍာန်ကိုထိမ့်သိမ်းပေးတယ်ပြီးသွားလို့ရှိရင် protects ကာကွယ်ပေးတယ် soft organ inside the body နော်ခန္ဓာကိုယ်ထဲမှာရှိတဲ့နူးညံ့တဲ့
အင်္ဂါတွေကိုကာကွယ်ပေးတယ် provide ဆိုတာပေးတယ်ပေါ့နော် place for muscle attachment place ဆိုတာနေရာပေါ့ muscle attachment ဆိုတာကြွက်သားတွေဆက်ဖို့နေရာပေးတယ်เนาะ and ပြီးသွားလို့ရှိရင် enable ဆိုတာဖြစ်ပေါ်စေတယ် movement เนาะရွေးရှားမှုတွေကိုဖြစ်ပေါ်စေတယ်เนาะပြောမယ်เนาะ in all animals and human တခြားဒီတလိษံတွေတရဝါတွေနဲ့เนาะ humans လူတွေမှာဆိုရင် the skeleton ဒီဘာလုပ်လဲဆိုရင် support เนาะထောက်ကန်မှုပေးတယ် body weight ခန္ဓာကိုယ်အလေးချိန်ကို maintains body shape ခန္ဓာကိုယ်ပုံသဏ္ဍာန်ကိုထိန်းသိမ်းပေးတယ် protects soft organ เนาะနူးညံ့တဲ့အင်္ဂါရက်တွေကိုကာကွယ်ပေးတယ် inside the body ခန္ဓာကိုယ်အတွင်းထဲမှာရှိတဲ့နူးညံ့တဲ့အင်္ဂါရက်တွေကာကွယ်ပေးတယ် provides ပေးတယ် place for muscle attachment เนาะကြွက်သားတွဲဆက်ဖို့အတွက်နေရာပေးတယ် and ပြီးတော့ enable ဆိုတာဖြစ်ပေါ်စေရဲ့ movement ရွေးရှားမှုတွေကိုဖြစ်ပေါ်စေရဲ့အဲဒါပုံလေးပြချင်တယ်เนาะဒီမှာလူပေါ့เนาะလူနဲ့တခြားတလိษံတွေတရဝါတွေပေါ့เนาะငါနွားchicken crocodile ပေါ့မိချောင်စသည်အဖြစ်ပေါ့ဒီမှာဆိုလို့ရှိရင်တို့ရဲ့အယိုးတွေကခုနလိုအပြင်မှာမရှိဘူးเนาะခုန insect တွေပဇွန်တွေလိုအပြင်မှာမရှိဘူးအတွင်းထဲမှာနေတယ်ခန္ဓာကိုယ်ရဲ့เนาะခန္ဓာကိုယ် weight ကိုလည်းထိန်းပေးတယ်ဟလားမတက်ရက်နိုင်အောင်တို့ရွေးရှားနိုင်အောင်เนาะတို့ရဲ့ဒီတရဝါရဲ့တို့ရဲ့တိဆောက်ပုံအရာပေါ့เนาะတို့ရဲ့သဘာဝအရာပေါ့ငါဆိုရင်လည်းရေကူးနိုင်အောင်လူဆိုလို့ရှိရင်မတက်ရက်ပြီးလမ်းလျှောက်နိုင်အောင်နွားတို့ chicken တို့ဆိုရင်လည်းတို့ဘယ်လိုလှုပ်ရှားမှုရှိလဲအဲ့ဟာကိုလိုက်ရောညီထွေရှိရဲ့ဒီ support ပေးတယ်ပေါ့เนาะခန္ဓာကိုယ်အလေးချိန်ကိုထိန်းသိမ်းပြီးသလိုခန္ဓာကိုယ်ရဲ့ပုံသဏ္ဍာန်အယိုးရဲ့ပုံသဏ္ဍာန်ကိုလိုက်ပြီးတော့ဒီအယိုးရဲ့ပုံသဏ္ဍာန်ကိုလိုက်ပြီးတော့ခန္ဓာကိုယ်ပုံသဏ္ဍာန်တွေဖြစ်ပေါ်တယ်เนาะနော်ပြောရလို့ရှိရင်အထဲမှာရှိတဲ့ဒီနူးညံ့တဲ့အင်္ဂါတွေနှလုံးတို့အဆုပ်တို့အသေးတို့အဲ့ဟာတွေဒီထဲမှာအယိုးရဲ့အောက်မှာရှိရဲအဲ့ဒါတွေကိုသူကဘာလုပ်ပေးလဲဆိုရင်ကာကွယ်ပေးရပေါ့နော်ဟုတ်လားပြောရလို့ရှိရင်ဒီကြွက်သားတွေအတွက်ဆက်ဖို့အတွက်နေရာပေးသလိုရွေးရှားမှုလုပ်ဖို့လည်းဒီအယူကနေပြီးတော့လမ်းလျှောက်တယ်နော်ခြေထောက်နဲ့လမ်းလျှောက်တယ်လက်တွေကွေးတယ်ဆက်တယ်လှုပ်ရှားတယ်ခြေလေးချောင်းပါတဲ့တရဝါတွေမှာဆိုရင်လည်းလေးချောင်းနဲ့ရွေးရှားမယ်နှစ်ချောင်းပါတဲ့ခြေနှစ်ချောင်းပါတဲ့လူဆိုလို့ရှိရင်လည်းလမ်းလျှောက်မယ်စသဖြင့်ကိုဒီအယူကနေပြီးတော့လုပ်ပေးနေရပေါ့နော်ဟုတ်ပြီးတော့ဒီနံပါတ်5ချောင်းကိုဘယ်လိုဆိုမလဲဆိုရင် in all animals and humans the skeleton support body weight maintains body shape protects soft organ inside the body provides place for muscle attachment and enable movement နော်ဟုတ်ပြီအခြေဒီတစ်ကနေ9ဒီကိုမြန်မာလိုတစ်ခေါက်ပြန်ပြောပေးမယ်နော် the support system is very important เนาะဒီထောက်ကန်ပေးတဲ့ဖွဲ့စည်းရဆိုလို့ရှိရင်တက်ရှိအားလုံးအတွက်အရေးကြီးတယ်တက်ရှိတွေကအပင်နေเนาะတတဝါတွေလူတွေပါမယ်အပင်ဒီမှာဆိုရင်တတဝါတွေလိုမျိုးအယူညံ့မရှိဘူးဒါပေမဲ့သူတို့ဘာသုံးလဲဆိုရင်သူတို့ရဲ့ပြန်တင်အားကိုသုံးတယ်ဆဲတွေရဲ့ပြန်တင်အားပေါ့เนาะဒီတောင်တင်းတွေရဲ့တ िश ူးထဲမှာရှိတဲ့ဆဲတွေရဲ့ပြန်တင်အားကိုသုံးတယ်ပြီးရင်ခိုင်မာစွာတိဆောက်ထားတယ်ဒီထောက်ပံ့ပေးတဲ့တ िश ူးတွေကိုသုံးတယ် support ဆိုတာထောက်ကန်မှုအတွက်ပေါ့နော်ဒီလူတွေနဲ့တခြားတရဝါတွေမှာဆိုရင်ဒီအဓိကခန္ဓာကိုယ် support ပေါ့နော်ထောက်ကန်မှုကိုပေးအားပေးလဲဆိုတော့ internal skeletal system of bone အယိုးတွေရဲ့အတွင်းပိုင်းအယိုးညံကနေပေးတယ်ဘာနဲ့တွဲဖက်ပြီးတော့လဲဆိုရင် cartilage လို့ခေါ်တဲ့အယိုးနုတွေနဲ့ muscular system ကြောသားဖွဲ့စည်းနဲ့တွဲဆက်ပြီးတော့ပေးတယ်တချို့တရဝါတွေမှာဆိုရင်ဒီအယိုးညံကအပြင်မှာရှိတယ်ပေါ့နော် insect နဲ့ prawns เนาะဒီပစွန်တွေမှာတွေ့ရမယ်နော်အားလုံးတရဝါတွေနဲ့လူတွေမှာဆိုရင် skeleton ဒီဘာလုပ်ပေးလဲဆိုရင် body weight ခန္ဓာကိုယ်လေးချိန်ကို support ထောက်ခံမှုပေးတယ် body shape ခန္ဓာကိုယ်ပုံသဏ္ဍာန်ကိုထိန်းသိမ်းပေးတယ်เนาะဒီ soft organ inside the body ခန္ဓာကိုယ်တွင်းထဲမှာရှိတဲ့နူးညံ့တဲ့အင်္ဂါရက်တွေကိုကာကွယ်ပေးတယ်ပြီး muscle attachment တွေကြွက်သားတွေဆက်ဖို့အတွက်နေရာပေးတယ် enable movement เนาะရွေးရှားမှုတွေလှုပ်ရှားမှုတွေကိုဖြစ်ပေါ်စေတယ်ဟုတ်ပြီခြေအတကြားကိုနှစ်ခေါက်ဆိုပြပါမယ်ခြေနဲ့တူလိုက်ဆိုကြည့်ပါနော် Our support system. The support system is very important to all living things such as plants, animals, and humans. The support system is very important to all living things such as plants, animals, and humans. Plants do not have skeletons like animals, but they use their diversity of cells within buccal tissue and the strongly constructed connective tissue for support. Plants do not have skeletons like animals, but they use their diversity of cells within buccal tissue and the strongly constructed connective tissue for support. In human and other animals, the main body support is provided by the internal skeletal system of bones in association with cartilage and the muscular system.
In humans and other animals, the main body support is provided by the internal skeletal system of bone in association with cartilage and the muscular system. In some animals, the skeleton is external as in insects and prawns. In some animals, the skeleton is external as in insects and prawns. In all animals and humans, the skeleton as well, supports body weight, maintains body shape, protects soft organs inside the body, provides place for muscle attachment, and enables movement. In all animals and humans, the skeleton supports body weight, maintains body shape, protects soft organs inside the body, provides place for muscle attachment, and enables movement. အစားဆုံးတစ်ခေါက်ပြန်ပြီးတော့ဆိုပြမယ်နော် channel တူလဲဆိုကြည့်ပါ support systems the support system is very important to all living things such as plants animals and humans plants do not have skeletons like animals but they use their diversity of cells within packing tissue and the strongly constructed connecting tissue for support. In humans and other animals, the main body support is provided by the internal skeletal systems of bone in association with cartilage and the muscular system. In some animals, the skeleton is external as in insects and prawns. In all animals and humans, the skeleton supports body weight, maintains body shape, protects soft organs inside the body, provides place for muscle attachment, and enables movement. အားလုံးရမယ်လို့ထင်ပါနော်